မြန်မာနိုင်ငံမှာစာတင်ကြောင်းတွေလာလူသွားတဲ့ထာကယ်ရုရဲ့ရွှေရောင်နှလုံးသားပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျာစပေါ့ကဘာ Blast ကနေကြိုဆိုလိုက်ပါရီဝမ်ဂျပန်ရှိရနေမဲ့ကျော်ဂျပန်ဖိုက်တာကြီးထာကယ်ရုကိုဂျိုဝိုင်းထဲမှာပြိုင်ဘက်တွေကိုအညာတာမဲ့အလဲထိုးတက်တဲ့ကြမ်းတမ်းတဲ့တိုင်းသမားတစ်ယောက်ဖြစ်ပရိသတ်တွေကတည်ထားကြပါရီဒါပေမဲ့လက်ရှိချိန်မှာတော့ထာကယ်ရုကမြန်မာနိုင်ငံကိုကိုရိုင်းကိုချရောက်ရှိနေပြီးတော့သူရဲ့နူးညံ့လှပတဲ့စေတနာရှင်နှလုံးသားကိုမြန်မာပရိသတ်တွေရှေ့မှာလက်တွေ့ပြသသွားခဲ့ပါရီရှမ်းပြည်နယ်တောင်ကြီးမြို့မှာရှိတဲ့ရွှေတောင်တန်းစာတင်ကြောင်းလေးအတွက်ထာကယ်ရုကအကြောင်းဆောင်တဲ့၃ဆောင်တွေကိုကိုရိုင်းကိုချသွားရောက်လူဒန်းပေးခဲ့တာဖြစ်ပါရီဂျိုဝိုင်းကသွေးစုစရာပြိုင်ဆိုင်မှုတွေကိုခေတ္တပေးဖက်ထားပြီးမြန်မာနိုင်ငံကကလေးငယ်တွေရဲ့ပညာရေးနဲ့အနာဂတ်အတွက်အခုလိုစေတနာထက်သန်စွာနဲ့အချိန်ပေးလာရောက်ကူညီပေးခဲ့တာကတကယ်ကိုလေးစားဂုဏ်ယူစရာကောင်းလာတဲ့လုပ်ရက်တစ်ခုပါပဲထာကယ်ရုဆိုတာနဲ့ကိုခံပညာကိုချင်းမြတ်နိုးကြတဲ့အားကစားပရိသတ်တွေမျက်စိနဲ့ပြင်းမြင်မိမှာကပြီးခဲ့တဲ့ဧပြီလတုန်းကထိုင်းနာမည်ကျော်ဖိုက်တာရထန်ကိုအပြတ်အသတ်အနိုင်ယူပြီး Flyweight ကစ်ဘောင်ဆင်ချန်ပီယံဆုကြီးကိုဂုဏ်ယူဝင့်ကြွားစွာသိမ်းပိုက်သွားခဲ့တဲ့ပွဲချမ်းကြီးကိုပဲဖြစ်ပါရီဒါပြင်မြန်မာလက်ဝဲကောင်ဆောင်လူငယ်ဖိုက်တာတန်းစင်နဲ့လည်းဝမ်စင်မင်းထက်မှာရေမောင်တန်းရှင်မိုင်ကစားခဲ့ဘူးတဲ့သူမို့မြန်မာပရိသတ်တွေနဲ့လုံးဝကိုစိတ်မနေတဲ့သူတယောက်လည်းဖြစ်ပါရီပွဲမွေးလေးလင်းဆိုရရင်ထာကယ်ရုကဂျိုဝိုင်းနဲ့မှာပြိုင်ဘက်ကိုအချိန်မီအလဲထိုးနိုင်တဲ့အန်ဒရယ်ဘေးနိုင်ဆုံးချန်ပီယံဖိုက်တာကောင်တယောက်ဖြစ်ပေမဲ့ဂျိုဝိုင်းပြင်မမှာတော့အလှူဒန်းနဲ့ပတ်သက်လာရင်လက်မနေပဲအားတက်သေးရောကိုကြီးပေးတတ်တဲ့အလှူရှင်ကြီးတူပါဖိုက်တာဘောကနေနားမယူခင်ကတည်းကအခုလိုလူမှုအကျိုးပြုလုပ်ငန်းတွေကိုတက်တက်ကြွကြွလှုပ်ဆောင်နေတဲ့ထာကယ်ရုရဲ့စိတ်ဓာတ်လေးကတော့တကယ်ကိုလေးစားစရာကောင်းလာပါရီ